ရှင်ကျမကတော့ဗမောက္ခဒေါက်တာဆက်ဆက်မြင့်ဗမောက္ခတောက်ဖွားမြင့်ရဲ့ထူးဆရာဝန်ကြီးဖြစ်ပါတယ်ရှင်ဒီကနေ့မှာကျမတို့မျိုးဆက်ဘွားကျမရေးဆိုင်ရာမှာတည်တည်တည်တဲ့အကြောင်းအရာလေးတွေကိုကျမဒီမှာဖြေကြားပေးပါဖြစ်ပါတယ်ရှင်ဒီမှာတစ်ဆင့်ရတဲ့ယောဂတွေမှာတော့သူကလက္ခဏာတွေပြမှာပေါ့လက္ခဏာပြဆိုရင်အမျိုးသမီးတွေမှာဆိုရင်မိန်းမကူတွေမှာအနာတွေရှိတာနာကျင်တဲ့အနာလည်းရှိတယ်မနာတဲ့အနာလည်းပေါက်တာရှိတယ်အချို့ကြတော့ကြွက်နိုးတွေပေါက်တာပေါ့ကြွက်နိုးတွေပေါက်တာရှိနိုင်တယ်နောက်တစ်ခါကျတော့အဖြူစင်းတာဖြူစင်းတာတာမန်ဖြူစင်းတာနဲ့မတူဘဲနဲ့အရန်ကိုများများစင်းတာနောက်တစ်ခါအနံ့ရှိတဲ့အဖြူစင်းတာနောက်ပြီးတော့တွေးရောင်ပါတဲ့အဖြူတွေစင်းတာအယောင်ပါတဲ့အစိမ်းရောင်အဝါရောင်အဖြူတွေစင်းတာပေါ့နော်နောက်တစ်ခုကပုံမှန်တွေးစင်းတာတွေပေါ့အဲ့လိုဖြစ်ခဲ့ရင်နောက်ပြီးတော့ဒီစီးစက်အောက်ပိုင်းကြိုက်တာတွေနာကျင်တာတွေအမျိုးသားနဲ့ဆက်ဆံတဲ့အခါမှာနာကျင်မှုဖြစ်တာအမျိုးသားနဲ့ဆက်ဆံပြီးတော့မှတွေးတွေစင်းတာအဲ့ဒါမျိုးတွေဖြစ်လို့ရှိရင်တော့ဒီပေါ့နော်လိန်ဆက်ဆံရမှရတဲ့ယောဂတစ်ခုရှိတယ်လို့ယူဆလို့ရတော့တက်ဆိုင်ရာတက်ကျွမ်းသူဆရာဝန်ဆရာမတွေနဲ့ပြရင်တော့ဒါယောဂကိုသိရမှာပါသွေးစစ်တာလည်းစစ်လို့ရပါတယ်သွေးစစ်တာကတော့ syphilis test ဆိုလို့ရှိရင်ကျမတို့ blood test ပေါ့သွေးပေါက်ပြီးစစ်လို့ရတယ် BDRL test လို့ခေါ်ပါတယ်နောက်တစ်ခါ HIV test ဆိုရင်လည်းကျမတို့ retroviral antibody ကိုစစ်ကြည့်လို့ရပါတယ်နောက်အခြားကနိုယောဂါတို့ကလမိုက်ဒီယာတို့အတွက်ကတော့သွေးရစစ်ကလမိုက်ဒီယာဆိုရင်သွေးရစစ်တာရှိတယ်နောက်ပြီးတော့တအိမ်ကောင်းကနေပြီးတော့ချွဲမေးကိုယူပြီးစစ်တာရှိတယ်စီးရနေယူပြီးစစ်တာလည်းရှိတယ်ကနိုကောကတ်ပေါ့ဥမာပြောတဲ့ကနိုစီးမှုညောင်းကြယောဂါဆိုလို့ရှိရင်ကျမတို့ swab ယူလို့ရတယ်တအိမ်ကောင်းကနေ swab ယူလို့ရတယ်နောက်စာအောင်းတွေအရာတွေလည်း swab ယူလို့ရတယ်ယောက်ျားတွေမှာဆိုလို့ရှိရင် urethra ပေါ့နော်စီလန်းချောင်းကနေပြီးတော့လည်း swab ယူပြီးတော့ကနိုကောကတ်ကိုစစ်ကြည့်လို့ရပါတယ်ရှင်အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းရောက်ရတဲ့ဆိုးကျိုးကတော့ခုနကျွန်မပြောခဲ့သလိုပါပဲ unwanted pregnancy မလိုချင်တဲ့ကိုယ်ဝင်ကိုရနိုင်တာပေါ့နောက်တစ်ခုကတော့လိင်ဆက်ဆံရာမှာတစ်ဆင့်ကူးဆက်တဲ့ STI လို့ခေါ်တဲ့ယောဂါတွေပေါ့ခုနကျွန်မပြောခဲ့တဲ့ syphilis တို့ကနိုတို့เนาะနောက်တစ်ခါကလမိုက်ဒီယာယောဂါတို့နောက် HIV တို့နောက်ကြွက်နိုးယောဂါအဲ့ဒါတွေကူးစက်နိုင်ပါတယ်နောက် herpes ဆိုတာရှိသေးတယ်ရေယုံပေါ့နော် genital herpes ဆိုတာဒီမျိုးပွားအင်္ဂါတွေမှာဖြစ်တဲ့ herpes ယောဂါအဲ့ဒါမျိုးတွေလည်းကူးစက်နိုင်ပါတယ်ရှင်အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းဖြစ်ပြီးဆိုရင်တော့ဒီအမျိုးသားနဲ့အမျိုးသမီးကကိုယ်ဝင်ရှိပါဘူးမဖြစ်နိုင်တာပါပေါ့အဲ့ဒါဆိုရင်တော့အရေးကြီးဆုံးကတော့ကျမတို့ emergency contraceptive base ကို90နာရီအတွင်းအမြန်ဆုံးတောက်အောင်မှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့အကယ်၍အဲ့ဒါက72 hours ထိပဲသူက effective ဖြစ်တာပေါ့9ရက်အထိ within 5 days 9ရက်အတွင်းမှာဆိုရင်တော့ emergency IUCG copper T ထည့်လို့ရပါတယ်အဲ့ဒီအတွက်ကိုတော့တက်ကျွမ်းသူဆရာဝန်ဆရာမတွေနဲ့ပြသမှာဖြစ်ပါတယ်ရှင်ဒါကတော့ကျမတို့မလိုချင်တဲ့ကိုယ်ဝင်ကိုမရအောင်ပေါ့အကယ်၍မိမိနဲ့ဆက်ဆံတဲ့သူက HIV ကိုတန်ရာရှိသူဒါမှမဟုတ် HIV ရှိတဲ့လူဆိုရင်တော့ post exposure prophylaxis เนาะဒီ exposure HIV ကိုထိတွေ့ပြီးတဲ့အခါမှာတောက်ရတဲ့ဆေးပေါ့เนาะအဲ့ဒီဆေးကိုအမြန်ဆုံးဆရာသွားပြီးတော့ယူပြီးတော့တောက်ရမှာဖြစ်ပါတယ်ရှင်အဲ့ဒီဆေးကလည်းမှန်မှန်တောက်ရမယ်ပြီးတော့28ရက်တောက်ရတဲ့ဆေးဖြစ်ပါတယ်ပထမ3ရက်အတွင်းပေါ့နော်လိင်ဆက်ဆံပြီးချင်း3ရက်အတွင်းမှာတောက်ရင်တော့ကာဝယ်မှုအကောင်းဆုံးရပါတယ်ရှင်အခုဆက်လက်ပြီးဆွေးနွေးမယ့်အကြောင်းအရာတော့လိင်အင်္ဂါတွေမှာဖြစ်တဲ့ herpes ပေါ့နော်ရေယုံပေါ့ရေယုံယောဂအကြောင်းဖြစ်ပါတယ်ရှင်မျိုးပွားအင်္ဂါတွေမှာဖြစ်တဲ့ရေယုံဆိုတာကကျမတို့လိင်ဆက်ဆံခြင်းကတစ်ဆင့်ကူးစက်တတ်ပါတယ်အခြားသောနည်းနဲ့ထိမိခိုက်မိရင်လည်းကူးစက်တတ်တာရှိပါတယ်ဒါပေမဲ့အများစုကတော့လိင်ဆက်ဆံရာမှာတစ်ဆင့်ရရှိခြင်းဖြစ်ပါတယ်ရှင်ဟုတ်ပါတယ်ရေယုံကအများအားဖြင့်သူလက္ခဏာပြတယ်အဲ့ဒါကတော့အရေးကြီးဘူးလေးတွေလိင်အင်္ဂါတွေမှာပေါ့မျိုးသမီးဆိုလဲမိန်းမကိုတို့เนาะပေါင်ချမ်းလေးတို့เนาะနောက်ဒီဝင်းပိုက်အောက်ပိုင်းတွေမှာအနာလေးတွေပေါက်တယ်အနာနာတယ်သူကထူးဆန်းတာနာတယ်နောက်ပြီးတော့
အရေးကြီးမှုလေးတွေလိုပဲအဲ့ဒါမျိုးပေါက်တယ်အချို့လည်းအနာလေးတွေနဲ့ပြတယ်ချို့ကြတော့အဲ့နာမှာနာကျင်တဲ့ခါထုံပြီးတော့စူးပြီးတော့နာတာအဲ့ဒါမျိုးနဲ့ပြတယ်အချို့ကြတော့ဘာနဲ့ပြလဲဆိုတော့မိမကောကနေဖြူစင်းတယ်ပေါ့ဖြူစင်းတာခိုင်းနဲ့မတူထူးထူးခြားခြားအရန်များတယ်ပြီးတော့တစ်ဖက်ကလည်းအနာတွေပေါက်တယ်နောက်ပြီးတော့အချို့ကျတော့နည်းနည်းဖျားလိုက်တယ်ဖျားတာလေးကနည်းနည်းလေးပဲခေါင်းကိုက်တယ်ဒါပေမဲ့အဲ့လေအင်္ဂါလေးတွေမှာအနာလေးတွေပေါ်လာတယ်အဲ့လိုလေးနဲ့လက္ခဏာပြပါတယ်ဒါပေမဲ့အချို့မှာကျတော့ဘာလက္ခဏာမှမပြဘဲနဲ့အဲ့ genital herpes ကဖြစ်သွားတာရှိပါတယ်ရှင်ရေယုံကတခါကူးဆက်မိပြီဆိုရင်မပြောက်တော့ပါဘူးခန္ဓာကိုယ်ထဲမှာပဲပုံအောင်နေတာပါသူ့ကိုဒီကျွန်တော်တို့ပေးတဲ့ဆေးတွေပေါ့နော်ဆေးတွေကဘာလဲဆိုလို့ရှိရင်ဒီတက်တာအောင်လုပ်ပေးတာနာကျင်မှုကိုနောက်ပြီးတော့ဒီ virus တွေခန္ဓာကိုယ်ကနေပြန့်ပွားမှုကိုညှော်နေအောင်လုပ်ပေးတယ်တပားသူကိုကူးဆက်အောင်နေအောင်လုပ်ပေးတယ် 100% ပြအောင်တော့မကုနိုင်သေးပါဘူးဒီနေ့ထိအဲ့လိုလုံးဝပြအောင်တော့မရှိပါဘူးသူကတစ်ခါမှပြန်ပြီးတော့ပေါ်တတ်ပါတယ် recurrent ဖြစ်တယ်လို့ခေါ်တာပေါ့အထူးသဖြင့်အားနည်းတဲ့အချိန်နေအောင်နဲ့တွေ့တဲ့အချိန်ရာသီလာတဲ့အချိန်အေးပြတ်တဲ့အချိန်ဒီမှာပြန်ပေါ်လာတတ်ပါတယ်ရှင်လေအင်္ဂါမှာရေယုံရှိတဲ့အမျိုးသမီးလေးတယောက်နဲ့ပေါ့နော်အဲ့လိုဆက်ဆံမိတယ်ကွန်ဒွန်မပါပဲနေမိတယ်ဆိုရင်တော့ကူးစက်နိုင်မှုအားတော့အရန်များပါတယ်အဲ့တော့အကောင်းဆုံးတော့ကာကွယ်ခြင်းပေါ့ကွန်ဒွန်ပဲသုံးပေါ့နော်အဲ့လိုမသုံးပြီးလို့ဆက်ဆံမိတယ်ဆိုလဲကိုမိမိကိုခါကောင်းလို့ကောင်းအေးဝအောင်အေးကောင်းစားကောင်းနော်ပေါ့အားစီပါတော့အဲ့လိုပဲအားရှိအောင်ပဲကိုခါကောင်းအောင်ပဲနေပေးရမှာဖြစ်ပါတယ်ရှင်ဒီနေ့ကျမတို့မျိုးပွားကျမ်းမာရေးဆိုင်ရာအချက်လက်များကိုတည်တိုက်တာလေးတွေကိုဒီနေ့ဆွေးနွေးပြောကြားထားခဲ့တာကိုအားလုံးပဲနှိမ့်ချိုက်ကြမယ်လို့ယုံကြည်ပါတယ်ဒီခန်းကဏ္ဍလေးကိုနားထောင်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်